ကဲအမျိုးတွေမင်္ဂလာပါအမျိုးတွေတခုဗျခင်ဗျားတို့စဉ်းစားကြည့်ဘူးလားပေါ့နော်တခုမေးချင်တာခင်ဗျားစဉ်းစားကြည့်ဘူးလားပေါ့ကျွန်တော်တို့နောက်နှစ်တရာကြာတဲ့အခါမှာပေါ့ဗျာ2125ခုနှစ်ပေါ့နော်တက္ကရာ2125ခုနှစ်နောက်နှစ်တရာနော်အဲရောက်တဲ့အခါမှာကျွန်တော်တို့အားလုံးပေါ့နော်ခင်ဗျားတို့အားလုံးကျွန်တော်တို့အမျိုးတွေအားလုံးနော်နောက်နှစ်တရာမှာပေါ့ဒီကမ္ဘာလောကကြီးမှာကျွန်တော်တို့အကုန်လုံးပျောက်သွားကြမှာဟုတ်တယ်နော်မိသားစုတွေတငယ်ချင်းတွေနဲ့တို့မြေကြီးတဲ့ကိုရောက်သွားမှာဗျာနောက်တော့မိသေးကြလို့ရှိပြာဖြစ်သွားမှာဗျာပြားနဲ့မြေကြီးတဲ့ရောက်သွားမှာကျွန်တော်တို့ပြင်ပန်းခံပြီးတော့တီဆောက်ခဲ့တဲ့အိမ်တွေနော်အဲ့အိမ်ဒီမှာကျွန်တော်တို့ ਨੇ လုံးဝမသိတဲ့လူတွေကဝင်ပြီးတော့နေမှာအဲ့အိမ်နဲ့နော်ကျွန်တော်တို့အဖိုးထားဆုံးပစ္စည်းတွေပေါ့ဗျာကျွန်တော်တမိုးထားတဲ့ပစ္စည်းတွေမျက်နှိုးခဲ့ရတဲ့အရာတွေအခြားအရာတွေအားလုံးကသူများလက်ထက်တွေအကုန်ရောက်သွားမှာကျွန်တော်တို့ငွေမြုံများအကုန်ခံပြီးတော့ဝယ်ထားတဲ့ကားတွေတွေကလည်းတန်ကြီးတက်ပြီးတော့အဟောင်းတက်ထူသားတွေဖြစ်ကုန်ပါဗျာနော်တချို့ဆိုလို့ရှိရင်ကိုမသိသူတယောက်ကစူဆောင်းမှုတွေပါသွားနိုင်တာပေါ့အမကိုကထင်ရှားကြော်ကြားတဲ့လူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ပစ္စည်းကိုပြောအမှတ်တရထိမ့်သိမ်းထားပြီးတော့အမှတ်တမ်းထားတဲ့လူအဲ့လူတွေမှာစူဆောင်းမှုတွေပါသွားနိုင်တာပေါ့ဗျာကျွန်တော်တို့နာမည်ဆိုတာလည်းမှိမ့်မိန်သွားမှာကျွန်တော်တို့ဇလန်းတွေလည်းဘယ်သူမှမသိတော့ဘယ်သူမှမှတ်မိတော့မှာမဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့အခုအမျိုးတွေရဲ့ဘိုးဘွားတွေဘိုးဘေးတွေအမျိုးတွေသိကြတာမသိကြတော့နော်အဲ့လိုပဲကျွန်တော်တို့ရဲ့မျိုးဆက်သားသမီးတွေမြင်းမြက်ဟိုတီတွတ်ကျွတ်ဆက်ပေါ့သူတို့ကလည်းပဲကျွန်တော်တို့အဲ့ချိန်မှာလုံးဝမသိတော့ကျွန်တော်တို့နာမည်တွေကိုခေါ်နိုင်မှာမဟုတ်တော့ကျွန်တော်တို့ဘသူရဲ့မျိုးပါဆိုတော့ပြောနိုင်မယ့်အနေအထားမရှိတော့မသိတော့နော်ကျွန်တော်တို့လည်းအခုဘိုးဘွားပြီးဆိုကျွန်တော်တို့အဖေကြီးမေကြီးတော့ပဲသိတယ်ဗျာအဖိုးပါဟုတ်ပဲဆက်ပြီးတော့မသိတော့အဲ့ဒီလိုပဲကျွန်တော်တို့လည်းအဲ့လိုပဲပျောက်ဆုံးသွားမှာပေါ့နော်တစ်ချိန်တုန်းကတော့ဓာတ်ပုံတစ်ပုံပေါ့စိတ်ထဲမှာတစ်စက္ကန့်လောက်ပြီးတော့ဝင်လာတဲ့အတွေးလေးနဲ့ကျွန်တော်မှတ်မိနိုင်ပါသေးတယ်ဒါပေမဲ့အချိန်ကုန်လာတဲ့အမျှမှာအဲ့အရာတွေကိုမှီးမှန်ပြောက်သွားတယ်ခုနကဓာတ်ပုံလေးကြီးခဏတော့မှတ်မိတာပေါ့ခဏနေတော့ပြီးတော့ဖြစ်သွားလဲဆိုတော့ပျောက်သွားတယ်ဒီလိုပဲကျွန်တော်တို့ဘဝကလည်းလူပဲပျောက်ဆုံးသွားမှာပဲနော်ကျွန်တော်တို့ကဘသူ့ရဲ့မှတ်ဉာဏ်ထဲမှာရှိမှာမဟုတ်ဘူးနော်တကယ်လို့ဒါကိုကျွန်တော်တို့သေချာတွေးကြည့်မယ်ဆိုလို့ရှိရင်ဘဝကိုကွဲပြားစွာမြင်လာနိုင်ပါတယ်ကျွန်တော်တို့ဟာအောင်မြင်မှုတွေငွေကြေးတွေလူမှုအဆင့်အတန်းတွေရဲ့နောက်ကိုပြေးပြီးတော့လိုက်နေကြတာနော်ဒါတွေကိုကိုတန်ဖိုးထားကိုယ့်ရဲ့တန်ဖိုးကိုတတ်မှတ်နေကြတာမင်းကဘာကောင်းကြီးမင်းကဘာကြီးပေါ့ညာကြီးပေါ့ဗျာမင်းကယာရုကြီးတယ်မင်းကစီးတယ်ဥစ္စာကြီးတယ်မင်းကချမ်းသာတယ်မင်းကဘာတွေပိုင်ဆိုင်တော့ဒါတွေကိုတတ်မှတ်ပြီးတော့ပဲတယောက်နဲ့တယောက်နဲ့နော်တန်ဖိုးတွေတတ်မှတ်ပြီးတော့တတ်မှတ်ပြီးတယ်လို့ထင်နေကြတာပေါ့ဒါပေမဲ့အဆုံးမှာတော့ဒါတွေအားလုံးကမှိမ့်မှိန်ပြောက်ပြသွားမှာပါနော်ကျွန်တော်တို့ဘာကြံခဲ့မှာလဲကျွန်တော်တို့အချိန်မပေးခဲ့တဲ့အခိုင်အတန့်တွေအတူမလျှောက်ခဲ့ရတဲ့လမ်းတွေပွတ်ဖက်ဖို့ရွှေဆိုင်ထားခဲ့တဲ့အကြောင်းရေမောဖို့ရွှေဆိုင်ထားခဲ့တဲ့အကြောင်းတွေအခိုင်အတန့်တွေမပြောခဲ့တဲ့ချစ်စကားတွေဒါတွေပဲကြံခဲ့မှာပစ္စည်းဥစ္စာတွေတဲ့လက်ရှိအခိုင်အတန့်ကိုယာရုဆွဲမဲ့မှုထက်ဆက်သွယ်မှုအလေးထားရင်ဘဝပိုးပြီးတော့ကျွဲဝလာမှာပိုးပြီးတော့ဒိဗ္ဗေရှိလာမှာပါလောဘတွေစိတ်ဆိုးမှုတွေနဲ့အချိန်ဖြုံးနေမဲ့အစားပျော်ရွှင်မှုတွေကျင်နာမှုတွေမေတ္တာတွေနဲ့နေ့တိုင်းရက်တိုင်းကိုဖြည့်ဆည်းလို့ရပါတယ်။ဘာလို့လဲဆိုတော့အဆုံးမှာအရေးကြီးတာကကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေမဟုတ်တော့ဘူး။တကယ်လို့ကျွန်တော်ပိုင်ဆိုင်တာအလကားပဲပိုင်ဆိုင်မှုဆိုတာလည်းဘာမှမဟုတ်တော့ဘူးနော်။ကျွန်တော်တို့အမှန်တကယ်အသက်ရှင်ခဲ့တဲ့အခိုက်အတန့်လေးတွေဘာတွေလုပ်ခဲ့လဲဘာကောင်းမှုတွေလုပ်ခဲ့တယ်လဲဆိုတာပဲအဓိကကျွန်တော်တို့ကြံခဲ့မှာနော်။အဲ့မှာဘာမှပိုင်ဆိုင်မှုမဟုတ်တဲ့ဟာတွေယာရူးတို့ဂုံသိန်းနေတန်ဖိုးတွေခင်ဗျားတို့လိုက်ပြီးတော့လိုက်ပြီးတော့เนาะတန်မိုးထားနေတဲ့ဟာတွေကတကယ်ကြဒါတွေကပျောက်ပြဲသွားမယ့်အရာတွေပဲဒါပေမဲ့ကျွန်တော်လူဘဝရာတုံးရခိုက်လေးမှာကျွန်တော်တို့ဘလို့ပျော်အောင်နေမလဲဘလို့စိတ်ချမ်းသာအောင်နေမလဲဆိုတာလေးပဲတွေးပြီးတော့မနေ့မှကျွန်တော်တို့သိနိုင်တာလေမနေ့မှကျွန်တော်တို့သိနိုင်တယ်မဟုတ်လားမနေ့မှသိနိုင်တယ်ဆိုတဲ့လူကဒီနေ့ကျွန်တော်တို့ဘလို့နေကြမလဲဒီနေ့ကောင်းအောင်နေမယ်အားလုံးကိုကျွန်တော်တို့ကစေနာစိတ်ရင်းနဲ့เนาะစိတ်ကောင်းလေးမွေးပြီးတော့เนาะအကောင်းဆုံးနေမယ်ဆိုလို့ရှိရင်လူ့ဘဝရနေပြောတယ်ဗျာနော်အဲ့လိုမှမဟုတ်ပဲလေခင်ဗျားလောဘဒေါသမောဟတွေနေမယ်ဆိုလူ့ဘဝရမနေပြောဘူးနော်အဲ့ဒါလေးပြောချင်တာနော်မျိုးတွေဟော